စင်လေတော့မြေခွေဒေါ်တော်မှာမြင်းဖြူလေးတကောင်ကချက်စားနေရပေါ့အဲ့အချိန်မှာပဲအဲ့နေရာလေးကိုနွားတကောင်ကရောက်လာပါရယ်နွားကမြင်းဖြူလေးချက်စားနေအောင်ကြည့်ပြီးဒေါသထွက်ပြီးတော့နှာခေါင်းရှုပ်နေရပေါ့ငါ့ရဲ့နေရာမှာလာပြီးတော့ချက်စားနေရဲ့ဒီမရိုးသားရဲ့မြင်းဖြူလေးကတော်တော်တတိရှိနေရပါလားငါအခုပဲသူ့ကိုသင်ခန်းစာပေးရမယ်နွားကနှာခေါင်းရှုပ်ပြီးတော့လှင်လှင်မြန်နဲ့အရှိကိုရှောက်လာပြီးမြင်းဖြူလေးကိုအားနဲ့တိုက်လိုက်တာပေါ့အတိုက်ခံရတဲ့မြင်းဖြူလေးကပြုတ်ကျသွားခဲ့ပါတယ်မြင်းဖြူလေးကချက်ချင်းပဲပြန်ထားလိုက်ပြီးနောက်တော့နွားကိုစိုက်ကြည့်ပြီးတော့ပြောလိုက်တာပေါ့မိုင်မဲလာတဲ့နွားမင်းရဲ့ခြေလမ်းတွေကိုဆက်ပြီးအရှိကိုတိုးလို့ရမှာမဟုတ်တော့ခဏဆောင်အခုငါမင်းကိုမင်းရဲ့အဖိုးတော်မင်းသတိရသွားအောင်လုပ်ပြပေးမယ်မြင်းဖြူလေးကသူ့ရဲ့ခြေထောက်နှစ်ချောင်းလုံးမပြီးအရှိန်ပြင်းပြင်းနဲ့ဟိလိုက်ပါတယ်ပြီးတော့အားရင်နဲ့နွားကိုတိုက်ခိုက်တော့တာပေါ့မြင်းဖြူနဲ့နွားရဲ့ကြားမှာပြင်းထန်တဲ့ရံပွဲတစ်ခုကဖြစ်ပွားလာပါတော့တယ်အနားကနေဖြတ်သွားတဲ့တောသရိဆန်တွေကလည်းစုအောင်ပြီးတော့ရံပွဲကိုကြည့်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲအဲ့နေရာလေးကိုနွားမေအိုကြီးကရောက်လာတော့တာပေါ့မြင်းဖြူနဲ့နွားရဲ့အကြားမှာမတ်တက်ရက်ပြီးတော့ရံမဖြစ်ဖို့တားနေပါတယ်မင်းတို့နှစ်ယောက်ဘာဖြစ်သွားကြလဲဘယ်အချိန်မဲကြည့်ကြည့်အမြဲတမ်းရံဖြစ်နေကြတော့တာပဲမင်းတို့နှစ်ယောက်ညီကိုဖြစ်တာတော့မှဘာလို့ရံဖြစ်နေရလဲ။ तू ကကျွန်တော်ရဲ့ညီမဟုတ်ဘူး။သူ့ကိုကျွန်တော်အမေကနှိုးတိုက်ပြီးအရွယ်ရအောင်ပဲပြုစုပြောထောင်ခဲ့ရပဲရှိရ။အခုတော့ तू ကကျွန်တော်ရဲ့ရန်သူပဲ။နွားကအဲ့လိုပြောပြီးတော့အဲ့နေရာကနေထွက်သွားလိုက်ပါရတယ်။အဲ့ချိန်မှာမြင်းဖြူကပြောလိုက်ပါရတယ်။အမေရဲ့သားကျွန်တော်အကြောင်းမရှိဘဲနဲ့ရန်သူလို့သတ်မှတ်ထားတာအမေသူ့ကိုဆုံးမထားပါ။သားလေးရဲ့အမေကအမေရဲ့တငယ်ချင်းကောက်တယောက်ဖြစ်တယ်လေ။ तू မသားလေးကိုမွေးဖွားတဲ့အချိန်တုန်းက तू မတေလူဆဲဆဲဖြစ်နေရ။အဲ့ဒီအချိန်မှာ तू မမင်းရဲ့ဆောက်ရှောက်မဲ့တောင်းရုံအမေကိုပြီးခဲ့ရနွားမေအိုကြီးကအဲ့ဒီတုန်းကသူမရဲ့မွေးစားကလေးလေးနဲ့အတူတေလူဆဲဆဲဖြစ်နေတဲ့မြင်းမေရဲ့အနာမှာရက်နေခင်ရကိုသတိရသွားပါတော့တယ်ပြီးတော့မြင်းရဲ့မွေးကင်းစားမြင်းပြူလေးကလည်းဘေးနားမှာရက်နေပါတယ်ပြီးတော့မြင်းမေကနွားမေကိုပြောနေရပေါ့အမနွားကြီးကျမရဲ့နောက်ဆုံးအချိန်ကရောက်လာပြီးကျမတည်ပြီးသွားပြီးနောက်ကျမရဲ့ကလေးကိုအမပဲပြုစုပြောထောင်ပေးပါနော်စိတ်မပူပါနဲ့ညီမလေးညီမလေးရဲ့ကလေးကိုအမရဲ့ကလေးတယောက်လိုသဘောထားပြီးအမရဲ့နှုတ်ကိုတိုက်ကျွေးပြီးဆောက်ရှောက်ပါမယ်အဲ့လိုပြောပြီးတော့မြင်းမေကတိတ်ဆုံသွားပါတော့တယ်နွားမေကလည်းအတွေးတွေကနေအပြင်ကိုထွက်လာပြီးတော့မြင်းဖြူကိုပြောလိုက်ပါတယ်အမေကမင်းရဲ့အမေပေးထားတဲ့ကလေးကိုရိုးသားမှုအပြည့်နဲ့ဆောင်ရွက်ခဲ့ပါတယ်သားလေးရဲ့မင်းနဲ့အမေရဲ့သားညီကိုတွေပါပဲဒါကြောင့်မင်းတို့နှစ်ယောက်ကြားမှာဘာရံပွဲတွေကရှိနေရတာလဲကျွန်တော်မသိဘူးအမေအစားတော့ကျွန်တော်တို့နှစ်ယောက်လုံးကညီကိုအရင်တွေလိုပဲနေထိုင်ကြတာပါဒါပေမဲ့မကြသေးခင်ရက်လောက်ကနွားအကူကဘာဖြစ်သွားလဲမသိဘူးသူကကျွန်တော်သူ့ရဲ့ရန်သူလိုမှတ်နေတော့တာအမေသူ့ကိုဆုံးမလိုက်ပါနော်အဲ့လိုပြောပြီးတော့မြင်းဖြူကဟင်းရင်နဲ့အဲ့နေရာကနေပြေးသွားပါတော့တယ်နွားမီကတော့ကောင်းငင်ကိုကြည့်ပြီးတော့ပြောနေရပေါ့ဖခင်ကြီးကျမရဲ့သားနှစ်ယောက်လုံးချုပ်ထိန်နိုင်စွမ်းပေးပါသူတို့နှစ်ယောက်လုံးကအရင်ကလိုတယောက်ကိုတယောက်ချစ်တဲ့စိတ်လေးကိုထည့်ပေးပါအကုန်နော်အစီပြေးရလားအခုကြည့်ရတာပြင်ပန်းနေတယ်လို့ပဲဘာဖြစ်တာလဲငါဒီနေ့မြင်းဖြူနဲ့ရံပွဲဖြစ်ခဲ့အဲ့ရံပွဲကြောင့်ပဲနည်းနည်းပြင်ပန်းသွားတာအခုရဲ့ဦးကျိုးတွေနဲ့မြင်းဖြူရဲ့ဘိုက်တဲကိုထိုးဆိုင်လိုက်လားမလုပ်လိုက်ရပါဘူးငါရဲ့အမေကငါတို့အကြောင်းရောက်လာတယ်လေအဲ့ဒါကြောင့်ဒီနေ့တော့သူ့လွတ်သွားတယ်ဒါပေမဲ့နောက်တစ်ခေါက်ကြာရင်တော့သူ့ကိုတိတ်ချပေါက်ငါတက်ပစ်လိုက်မယ်တိတ်အောင်သာတက်လိုက်တော့အကိုအဲ့ဒါမှအကိုအကျိုးမြတ်ရှိမှာကျွန်တော်အရင်ကတည်းကအကိုကိုပြောပြပြီးသွားပြီပဲသူကအကိုကိုတက်ဖို့အတွက်အကြံစီတွေထုတ်နေရမြေခွေညီလေးမင်းရဲ့စကားကိုပဲယုံကြည်ပြီးတော့ငါကမြင်းဖြူနဲ့ဝေးဝေးမှနေနေရပါမဟုတ်ရင်သူနဲ့ငါအရင်လိုညီကိုတွေပါပဲအကိုနော်အကိုနဲ့မြင်းဖြူကဘယ်လိုလုပ်ညီကိုဖြစ်နိုင်မှာလဲအကိုကကျွန်တော်စကားနားထောင်ပြီးဟိုကျေးဇူးမသိတတ်တဲ့ကောင်ညီကိုလို့မတတ်မတော့တာကောင်းသွားတယ်အခုအကိုကအခွင့်ကောင်းတရက်ယူပြီးသူ့ကိုတက်ပစ်လိုက်တော့နော်ဟုတ်တာပေါ့ငါသူ့ကိုတေချာပေါက်ကိုတက်ပစ်လိုက်မယ်မြေခွေးကနွားကိုသွေးထိုးပြီးတော့အဲ့နေရာကနေထွက်သွားလိုက်တာပေါ့နောက်တစ်ပတ်မှာတော့တောကျက်သိကသူ့ရဲ့လှိုင်ကူနာမှာထိုင်ပြီးတော့အနားယူနေပါတယ်အဲ့ဒီချိန်မှာအဲ့နေရာကိုမြေခွေးကရောက်လာပြီးတော့ပြောလိုက်ပါတယ်ဘရင်ကြီးကျက်သိမင်္ဂလာပါမြေခွေးမင်းခုတလောဘယ်သွားနေရလဲရက်တော်ကြာမှမင်းကိုတွေ့ရတော့တယ်နော်ကျွန်တော်ရဲ့ကျမ်းမာရတိတ်မကောင်းလို့ပါဘရင်ကြီးအဲ့ဒါကြောင့်အရှင်းထန်မခစားနိုင်တာပါကောင်းပါပြီငါခိုင်းထားတဲ့အလုပ်ရောလုပ်ပြီးပြီလားငါအဲ့ဒီနွားဝဝကြီးရဲ့အသားတွေကိုစားဖို့မစောင့်နိုင်တော့ဘူးဆိုတာမင်းလည်းသိရပဲအရှင်မင်းကြီးနွားရဲ့မြင်းဖြူတို့နှစ်ယောက်ကြားမှာရံပွဲဖြစ်ပြီးတော့မှပဲနွားရဲ့အသားအရှင်မင်းကြီးစားလို့ရမှာပေါ့ဒါပေမဲ့ကျွန်တော်မဖြစ်နိုင်တဲ့အလုပ်ကိုလည်းဖြစ်မြောက်အောင်လုပ်ခဲ့တယ်အရှင်မင်းကြီးအလင်းအမြန်ပဲနွားကိုတားကောင်အဖြစ်စားနိုင်တော့မှာပါဟာမိုက်လိုက်တာဘယ်လက်ကွက်တွေကိုများမင်းအသုံးပြုလိုက်တာပါလဲကျွန်တော်ကသူတို့နှစ်ယောက်ကြားမှာရန်တိုက်ပေးပြီးညီကိုနှစ်ယောက်လုံးစိတ်ဝမ်းကွဲအောင်လုပ်လိုက်တယ်ဒါကိုမင်းဘယ်လိုလုပ်လိုက်တာလဲအရှင်မင်းကြီးကျ
ကျွန်တော်တရက်မှာနွားစီကိုသွားပြီးတော့သူ့ကိုပြောလိုက်တယ်နွားကတယောက်တည်းတောထဲမှာကြက်စားနေရပေါ့အဲ့ဒီအချိန်မှာအဲ့နေရာကိုမြေခွေးကရောက်လာပြီးတော့နွားကိုပြောလိုက်ပါတယ်အကိုနွားဒီနေ့တယောက်တည်းပဲကြက်စားနေရပေါ့အကိုရဲ့ညီမြင်းဖြူကရောဘယ်မှာလဲဟုတ်တယ်မြင်းဖြူကအခုနကပဲငါနဲ့အတူတူပဲရှိနေရဒါပေမဲ့ तू ကသူ့ရဲ့တငယ်ချင်းစီကိုအရေးကြီးကိစ္စကြောင့်တွားလိုက်တယ်ဟုတ်တယ်အကိုနွား तू ကဘသူတငယ်ချင်းစီကိုတွားရလဲဆိုတော့ကျွန်တော်သိတယ် तू ကသူ့ရဲ့တငယ်ချင်းတွေနဲ့စကားပြောနေအောင်ကျွန်တော်ကြားလိုက်တယ်ဟုတ်လားငါ့ကိုလည်းပြောပြပါဦးသူ့ရဲ့တငယ်ချင်းတွေကဘသူတွေလဲပြီးတော့သူတို့ဘာတွေပြောနေကြလဲထားလိုက်ပါတော့အကိုမမေးပါနဲ့တော့တကယ်လို့ကျွန်တော်အကိုကိုပြောပြလိုက်ရင်အမှန်တရားအကိုနားထောင်ပြီးစိတ်ညစ်သွားလိမ့်မယ်အဲ့လိုဆိုရင်တော့မင်းကောင်တီချာဘောက်ကိုပြောပြရမယ်ဘာကိစ္စလဲဒီမှာကြည့်တော့အကိုနာကျွန်တော်မပြောပြချင်ပေမဲ့လေအကိုကမင်းနေတော့လေကျွန်တော်ပြောပြပါမယ်အကိုရဲ့ညီမြင်းဖြူကမိချောင်းတစ်ကောင်နဲ့တငယ်ချင်းလုံနေရဲ့ပြီးတော့ तू ကအကိုကိုမိချောင်းလက်ထဲထည့်ပြီးတေးအောင်တက်ချင်နေရသူတို့နှစ်ယောက်စကားကျွန်တော်နားနေကြားခင်ဟာပါမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးမင်းလိန်ပြောနေရငါရဲ့ညီကငါရဲ့ပေါ်အဲ့လိုတစ္ဆာဖောက်မှာမဟုတ်ဘူးဒီမှာကြည့်အကိုနာကျွန်တော်အဲ့ဓာတွေအားလုံးတော့မသိဘူးကျွန်တော်ကတော့ကျွန်တော်သိတဲ့လောက်ပဲအကိုကိုပြောပြတာပါကျွန်တော်ယုံတာမယုံတာအကိုရဲ့သဘောပါပဲကျွန်တော်ကတော့သွားပြီမြင်းဖြူကတေချာပေါက်ငါ့ကိုတတ်ဖို့အတွက်ကြံစီနေရပဲမဟုတ်ရင်မြေခွေးကဒီလောက်အလိန်ကြီးလိန်ပြီးတော့ဘာကောင်းကျိုးများရမှာမလို့လဲမြေခွေးကသူ့ရဲ့အထွေးကနေအပြင်ကိုထွက်လာပါရတယ်ပြီးတော့ကျစ်တစ်ကိုပြောလိုက်တာပေါ့အဲ့လိုနည်းနဲ့ကျွန်တော်လိန်ပြောပြီးနွားရဲ့စိတ်ထဲမှာမြင်းဖြူကိုစိတ်မကြည်တော့အောင်ရန်တိုက်ပေးလိုက်တယ်အခုတော့သူတို့နှစ်ယောက်လုံးကတကယ်ကိုရန်သူတွေဖြစ်သွားကြပြီဒီနေ့လေသူတို့နှစ်ယောက်ကြားမှာရန်ပွဲကြီးတွေဖြစ်သွားခဲ့တယ်ဝါတော်လိုက်တာငါရဲ့မြေခွေကနေရတော့အံ့ဩအောင်လှုပ်ပြလိုက်တာပဲသူတို့နှစ်ယောက်ရဲ့ကြားမှာရန်တိုက်ပေးပြီးတော့ငါရဲ့အလုပ်ကိုလွယ်ကူအောင်လုပ်ပေးလိုက်တယ်ဒီနေ့ကစပြီးငါနွားအောင်အမဲလိုက်တော့မယ်နေလဲငါနဲ့အတူလိုက်ခဲ့ကောင်းပါပြီအရှင်မင်းကြီးသင်ရဲ့သဘောအတိုင်းပါပဲရန်အနေငယ်ကြားပြီးနောက်မှာတော့ကျစ်တင်းနဲ့မြေခွေးအတွက်အခွင့်ကောင်းကိုရလာခဲ့ပါတယ်နွားထိုင်နေတဲ့တစ်ပင်အောက်ကိုကျစ်တင်းနဲ့မြေခွေးနှစ်ကောင်လုံးရောက်လာပြီးတော့နွားကိုစောင့်ကြည့်နေကြပေါ့အရန်ဝါတုံနေတဲ့တားကောင်ပဲနေရဲ့အစီရွှမ်းနေတဲ့အသားကိုစားရင်ငါအတွက်တော့အရန်ကိုပြောဖို့ကောင်းပါပဲကျစ်တင်းမင်းကြီးတင်ကကျွန်တော်ကိုကျေးဇူးတင်စကားပြောတင်တာပေါ့တကယ်လို့ငါနွားကိုအဲ့ဒီမြင်အကြောင်းလိန်ပြောပြီးတော့သူတို့နှစ်ယောက်ရဲ့ကြားမှာရန်ဖြစ်အောင်မလုပ်နိုင်ခင်ဒီနွားကိုအမဲလိုက်ဖို့ဆိုတာနင်းအတွက်တော့အရန်ခက်ခဲမှာနော်မြေခွေနင်းပြောတာလုံးဝမှန်တယ်နင်းရဲ့အလိန်ညာစကားတွေကြောင့်သာဒီနွားကိုဟိုမြင်းနဲ့ကွဲသွားခဲ့ဟာနောက်တော့ငါတို့ရဲ့ထောင်ချောက်ထဲမှာမိသွားခဲ့ရပဲကျစ်သိန်းနဲ့မြေခွေရဲ့စကားကိုနားထောင်ပြီးတော့နွားကအရာအားလုံးကိုနားလည်သွားခဲ့ရပေါ့သူကမြေခွေရဲ့ထောင်ချောက်ထဲကိုကျဆင်းသွားခဲ့ရလေနောက်တော့သူ့ရဲ့ညီလေးမြင်းအတွက်လည်းအရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့ရပေါ့နွားကအဲ့နေရာကနေထားပြီးတော့မြေခွေကိုပြောလိုက်ပါတယ်မြေခွေနေ့ပေါ်လဲမကောင်းတာတွေကြားရောက်ပါစေနေ့ကတော်တော်ကောက်ကျစ်တာပဲနေ့ရဲ့အလိညာစကားတွေနားထောင်ပြီးတော့ငါရဲ့ညီအရင်လို့တငယ်ချင်းကိုငါရဲ့ရန်သူအဖြစ်နဲ့တတ်မှတ်လိုက်တယ်သူ့ကိုတက်ဖြစ်ဖို့အတွက်လဲငါခဏခဏစူးစမ်းခဲ့မိရဲ့ငါနဲ့လုံးဝခွင့်မလို့ဘူးမြေခွေးကအဲ့နောက်မှာတော့နွားကအရှိန်ပြင်းပြင်းနဲ့ရောက်လာခဲ့ရပေါ့နောက်တော့မြေခွေးကိုသူ့ရဲ့ဂျိုဘော်ကိုတင်လိုက်ပြီးတော့ပြက်လိုက်ပါတယ်နောက်တော့သူ့ရဲ့ဂျိုနဲ့မြေခွေးကိုထိုးပြီးတော့တတ်ဖို့လုပ်လိုက်ပါတယ်အိုးအမေရေတေးပါပြီတော့တေးပါပြီတော့ကျစ်တစ်ကလည်းနွားနဲ့ရင်ဆိုင်တိုက်ခိုက်ပါရယ်နွားကလည်းကျစ်တစ်ကိုပြန်ပြီးတိုက်ခိုက်နေအောင်မှအဲ့ဒီနေရာမှာချက်ချင်းပဲမြေဖြူလေးကလည်းရောက်လာခဲ့ပါတယ်နောက်တော့သူကနွားလေးအနေနဲ့ကြားရောက်နေအောင်တွေ့ပြီးအကျယ်ကြီးအော်ပြောလိုက်တာပေါ့အကိုကြီးမကြောက်နဲ့နေကိုကူညီဖို့အတွက်နေရဲ့ညီလေးရောက်လာပြီလေနောက်တော့နွားနဲ့မြင်းကပေါင်းပြီးတော့ကျစ်တစ်ကိုရင်ဆိုင်တိုက်ခိုက်ကြပေါ့ကျစ်တစ်ရဲ့နောက်လိုက်မြေခွေးကိုလည်းထပ်ပြီးတော့တိုက်ခိုက်ကြပါတယ်ကျစ်တစ်နဲ့မြေခွေးကသူတို့ရဲ့အသက်ကိုကယ်တင်ဖို့အတွက်အဲ့ကနေအသက်လူပြီးတော့ထွက်ပြေးသွားကြတာပေါ့အဲ့ချိန်မှာနွားကအရှက်ရမိပြီးတော့မြင်းကိုပြောလိုက်ပါတယ်ငါရဲ့ညီလေးရဲ့တကယ်လို့ဒီနေ့သာနေရောက်လာပြီးငါအကူညီမပေးခင်မြေခွေးနဲ့ကျစ်တစ်ရဲ့အမဲလိုက်တောင်ငါခံနေရတော့ပြီးနေကိုကျေးဇူးတင်ပါတယ်ညီလေးရာဒီမှာငါတုံညီကိုရီရဲ့ကြားမှာကျေးဇူးဆိုတာဘယ်မှာရှိလို့လဲငါမြေခွေးရဲ့အလိညာစကားတွေပေါ်မှာနှိမ့်မျောသွားခဲ့ပြီးဘာမှမစင်စားမစင်ကျင်ပဲနေကိုရန်သူလိုတတ်မှတ်လိုက်တယ်အဲ့ဒီအတွက်ကြောင့်ငါနေနဲ့လည်းရန်ဖြစ်ခဲ့ဒါပေမဲ့နေရငါအတွက်ရန်သူမဟုတ်ဘူးညီအရင်ထက်တောင်တန်မိုးရှိရဲဆိုတာငါအခုနားလည်သွားခဲ့ပါပြီငါ့ကိုခွတ်လို့ပေးပါငါရဲ့ညီလေးရာငါ့ကိုခွတ်လို့ပါကွာနွားလည်းပျော်ရွှင်ပြီးတော့မြင်းကိုဖက်လိုက်ပါဒီပုံမြင်လေးကိုနားထောင်နေတဲ့ကလေးတို့လည်းတစုံတယောက်ရဲ့အလိညာစကားမှနှိမ့်မျောသွားပြီးတော့မစင်စားမစင်ကျင်ပဲကိုနဲ့ရင်းနှီးရဲ့သူတွေကိုတန်တရားမဝင်သင့်ဘူးနော်